ဒီမှာလည်းပြီးရင်နောက်ထပ်လည်းဒီမှာကလေးတွေဆုံးသွားတာလည်းအများကြီးရှိရလေဒီကဆရာကြီးပဲလုပ်ပေးကြတယ်ဒီမှာယောက်ျားနဲ့ဒီမှာနဲ့ဒီ930ခုမှနေတာပါဒါမဲ့လည်းလိုက်လာတာကျမဟာမကြသေးပါအိမ်နောက်သက်3နှစ်ကာလမှာအခုလိုဖြစ်ပါတယ်လှုပ်သိမှာဘူးပေါ့ဘာဖြစ်လို့လဲဆိုရင်တစ်ချိန်ကဒီလူတွေဟာတက်မတော်ပေါ်မှာတာဝန်ကျေခဲ့ပါတယ်အခုချိန်မှာတော့မလှုပ်သိမှာဘူးလူသားချင်းချင်းစာနာပေးဖို့သိပါတယ်ပြီးတော့ဒီလိုမျိုးလှုပ်ရက်တွေကိုလည်းမလှုပ်သိဘူးလို့ထင်ပါတယ်ဒီထဲမှာဆိုရင်အရွယ်မရောက်သေးတဲ့ចောင်းသားတွေရှိဖို့ကျောင်းတက်နေတဲ့ခလေးတွေပညာရေးတစ်ပိုင်းတစ်စားနဲ့လည်းရှိဖို့ဒီခလေးတွေကိုလည်းငဲ့တင်တယ်လို့ထင်ပါတယ်ဒါအယက်သားတယောက်အနေနဲ့ပေါ့နော်ဒီစစ်သားမရတယောက်အနေနဲ့မတွေးဘဲနဲ့ပြည်သူလူထုတယောက်အယက်သားတယောက်အနေနဲ့တွေးမယ်ဆိုရင်တော့ကိုယ့်လူကိုတတ်တယ်လို့ဖြစ်ပါတယ်စော်ကားတာတော့မဟုတ်ပါဘူးတချို့အရာတွေဆိုရင်မဆန်တဲ့လောက်ရက်လို့လည်းထင်ပါတယ်ဘာဖြစ်လို့လဲဆိုကျမတို့ဟာဒီတက်မတော်မှာမလိုခဲ့ရင်အောင်မှပြည်သူလူထုတရက်ဖြစ်သွားပါတယ်တစ္ဆာဆောင်ထိန်ပြီးတော့ကျမတို့လုပ်ခဲ့သမျှအားလုံးနဲ့ဒီချိန်မှာတဲတဲ့ရည်တုံလို့ခံစားရပါတယ်ရှိပါတယ်ကျမတို့လုပ်ပေးပါမယ်လို့လည်းပြောထားပါတယ်ကျမတို့လည်းဒီညော်လင်းချက်ကလေးတစ်ခုနဲ့ပဲတက်ရှင်နေကြတာကိုဖြစ်ရှင်တဲ့ဆန္ဒကိုဆွဲပြောရမယ်ဆိုရင်အခုလိုဖြစ်ခါနေအခုလိုပေါ့နော်ကိုမိသားစုနဲ့ကိုပြန်ပြီးတွေ့ခါနေမှာအခုလိုမျိုးဖြစ်သွားတဲ့ခါကျတော့ရှင်ထဲမှာတော့ကောင်းနာကြီးခဲ့ပါတယ်ဒါပေမဲ့လည်းကျမတို့ဟာမလွတ်သေးပါဘူးဒါမဲ့လည်းဒီမှာအာရကန်တက်တော်မှာဆိုရင်ကျမတို့ကောင်းကောင်းမွန်မွန်ထားပေးပါတယ်ကျူးမွေးဆောက်ရှောက်ပါတယ်လူတိုင်းမှာတော့ထမင်းစားဖို့ဆိုတာအလုပ်တော့လုပ်ရပါလိမ့်မယ်ဒီထဲမှာလည်းဒီလိုပါပဲကျမတို့တနေ့တာထမင်းစားဖို့အတွက်ကျမတို့တနေ့တာအလုပ်လုပ်ပေးရပါမယ်ဒါလည်းကျမတို့နားလဲပါတယ်စေဝါဆိုလဲနေမကောင်းနေမကောင်းကျမတို့ကုသပေးပါတယ်အခုလိုပြန်ငါနီးမှဖြစ်သွားတဲ့အတွက်တော့ရင်းထဲမှာတအားခံစားဆုံးရှုံးမှုတွေလည်းများပါတယ်အခုဆိုရင်ကျမတို့လူတွေတည်သွားတာတအားနှမျိုးဖို့ကောင်းပါတယ်သမီးတည်းရဲ့ငင်းငယ်ဆိုရင်တော့အေးချမ်းချမ်းနဲ့တပီတောင်နဲ့တပီတောင်အေးဆန်းဆန်းချစ်ချစ်ခင်ခင်နေတယ်လို့ထင်ပါတယ်အခုကကြတော့တယောက်ကိုတယောက်လိုက်ပြီးတက်ဖြတ်နေတယ်လို့ခံစားရပါတယ်ဒီကြားထဲမှာအပြစ်မရှိတဲ့လူတွေဟာမိစားပင်တွေဖြစ်ကြရပါတယ်ကျမတို့တည်းမဟုတ်ဘူးပေါ့နော်ဒီမှာရှိတဲ့ပြည်သူလူထုပါပေါ့နော်ဒီအာရကန်တက်တော်နဲ့ဖြစ်တယ်ဆိုတာစစ်သားချင်းဖြစ်တယ်ဆိုတာကျမတို့လက်ခံပါတယ်ဒီပြည်သူလူထုတွေကြားညံ့နေတာတော့မကောင်းဘူးလို့ထင်ပါတယ်နောက်ထပ်ကျမတို့ဒီနေရာလေးကိုထပ်ပြီးတော့ဒီလေချောင်းနဲ့ပေါ့နော်ထပ်ပြီးတော့ဘုံမကျဲပါတော့နဲ့လို့ပဲတောင်းဆိုပါတယ်